စိုးမျိုးရဲ့မျိုးပြမီးရောင်အောက်ကရှုပ်ထွေးလာတဲ့လမ်းပေါ်မှာကားတစ်စီးနဲ့ရောက်လာတဲ့မိန်းကလေးဟာလူတစ်ယောက်နဲ့စကားပြောရင်တနေရာကိုကားနဲ့ထွက်လာကြပါတယ်။တိတ်ဆိတ်နေတဲ့လမ်းကြားတစ်ခုရောက်မှထိုလူကကားကိုပါကင်ထိုးရန်ကူညီရင်စကားတပြောပြောနဲ့ထိုနေရာကထွက်သွားကြပါတယ်။ရဲအတော်ကြာလာတဲ့အထိအဲ့ဒီကားဟာနေရာမရွေးရှိနေသေးဖြစ်ပြီးအနားရောက်လာတဲ့ရဲကားတစ်စီးဟာကားနံပါတ်ကိုတေချာစစ်ဆေးအတည်ပြုနေပါတယ်။အုံးကြောင်ဆိုတဲ့လူတစ်ယောက်ကလည်းထိုကားကိုလက်ရက်ကြည့်နေပြီးဘေးဘီကိုအကဲခတ်ကကောင်မငါးလက်ထက်မိရင်တေးပြီလို့ကြုံသွားလိုက်ပါတယ်။မြို့ထဲကရက်ထားတဲ့ကားတွေမှာအဖော်ချိုးပုံဖလိုင်ယာတွေလိုက်ဝေနေသူတယောက်ဟာသူ့အလောက်ခန်းထံပြန်ရောက်လာပြီးဂျောင်ဟိုကိုနှုတ်ဆက်ပါတယ်။ကြိုတင်ငွေပေးထားရတဲ့ကောင်မလေးနှစ်ယောက်ထွက်ပြေးသွားလို့အကျွေးမဆက်နိုင်သေးကြောင်းတောင်းပန်နေတဲ့ဂျောင်ဟိုတယောက်လက်ဝဲပွဲကြည့်နေတဲ့ကတုံးဟာသူဖုန်းပြောနေတာကိုရင်ကျေးမှုမရှိဘူးလားလို့မေးကဖလိုင်ယာတွေထပ်ဝေခိုင်းပါတယ်။အဲဒီနောက်ထပ်ဝင်လာတဲ့ဖုန်းတစ်လုံးကမိုတယ်တစ်ခုထံကောင်မလေးလွတ်ခိုင်းနေလို့ထိုအခန်းကိုကောင်မလေးတယောက်လွတ်ပေးလိုက်ပါတယ်။ကောင်မလေးကိုချီးကျူးတယ်လို့နဲ့စကားတွေပြောနေတဲ့ဘဲကရေချိုးခန်းနောက်မှဝင်ဖို့လိုက်တားနေတဲ့အခန်းတကားနောက်မှာကင်မရာနဲ့လူတယောက်ရှိနေလို့အကြံစီကိုရိပ်မိသွားတဲ့မိန်းကလေးကထားပြန်မှုပြင်ပါတယ်။ပတ်စံထပ်ပေးမဲ့ပြောပေမဲ့ဆဲဆိုထွက်သွားတဲ့မိန်းကလေးကိုနောက်ကလိုက်ဆွဲရိုက်နှက်နေတဲ့ဆိုတာကြောင့်အပြေးရောက်လာတဲ့ကြောင်ဟိုလည်းဒဏ်ရာတွေနဲ့သူ့ဝန်ထမ်းကြောင့်ဖင်ပြောင်တဲ့ပြဿနာရှာနေတဲ့ငနဲကိုအခန်းထဲဆွဲခေါ်ကဘားကိုဆင်းရိုက်ပြီးအောက်မှာဒူးထောက်ထိုင်နေခိုင်းပါတယ်။စိတ်လိတ်ကိုကတင်ပေါ်မှာအေးဆေးထုတ်တော့ရင်ပြေးပြေးလဲလဲဖြည့်ရှင်းကြမလားဆိုတဲ့နောက်ဂျော်ဂျီတောင်းပြီးပြန်ထွက်လာတဲ့ကြောင်ဟိုကိုအရိုက်ခံရတဲ့မိန်းကလေးကကျင်းနဲ့ရလာလို့စောင့်မိပါတယ်။ဒဏ်ရာတွေကိုသွားစစ်ဆေးပေမဲ့သူအလုတ်ထွက်ပြီးမို့ထပ်မဆက်သွယ်ရန်ပြောသွားတဲ့မိန်းကလေးကအပြင်မှာရက်ထားတဲ့ကားကြောင့်ကောင်မလေးတွေကိုရှာတွေ့ပြီလားလှည့်မိပါတယ်။ကားကိုမန်ဝမ်ဆိုတဲ့ရက်ကွက်ကရှာတွေ့လာတာဖြစ်ပြီးထွက်ပြေးသွားတဲ့ကိစ္စရဲတိုင်ပြဿနာတက်မဲ့ဆိုတဲ့ကြောင့်ဟာအကိုလဲစုံတော့ဟောင်းတယောက်ပဲမို့လူတွေကိုငွေညစ်နေမဲ့အစားပျောက်သွားတဲ့ကောင်မလေးတွေကိုရှာရန်အကြံပေးပါတယ်။ဂျောင်ဝမ်ကတော့ငွေညစ်နေတာမဟုတ်ပဲသူကသာကြိုတင်ငွေအများကြီးထုတ်ပေးထားပြီးအလိန်ခံနေရတာလို့ညှဉ်းညူနေတဲ့အတွက်လူရောက်မှလို့တမို့ရင်ကားပေါ်ကဆင်းသွားပါတယ်။ဒီအချိန်ဖုန်းခေါ်လာတဲ့သူတပည့်ကရှေ့သမျှကောင်မလေးအလုံးကိုညှင်းလွတ်နေတဲ့လူကြောင့်တယောက်မှမကြံတော့ကြောင်းတိုင်နေလို့မိချင်းရှိတယ်ပြောပေမဲ့အေးမိနေလို့နားမဲ့ပြောထားရလို့ဆိုပါတယ်။အိမ်မှာတကယ်ဖျားနေလို့သမီးငယ်ဈေးတိုက်တာကိုတောက်နေရတဲ့ခင်မီချင်းထံနာမည်ကိုအမိုက်လို့မှတ်ထားတဲ့ဖုန်းဝင်လာလို့ကိုင်လိုက်ပြီးသူမဖျားနေလို့ဒီနေ့ခွင့်တောင်းမိမဲ့ယောက်ျားတစ်ယောက်နဲ့ရှိနေရလားအခြားကောင်မတွေလို့ထွက်ပြေးမလို့လားမင်းနေတဲ့ကြောင်ကနောင်နာမရချင်ရင်အလုတ်သွားတာပိုကောင်းမယ်လို့ဖိအားပေးနေပါတယ်။ငင်းမရတော့တဲ့မိချင်းကိုကတုံးစီဆက်သွယ်လိုက်သွားဖို့မှရင်ပြုတ်ကျနေတဲ့ဖုန်းကိုကောက်ယူလိုက်ချိန်ထွက်ပြေးသွားတယ်ဆိုတဲ့ကောင်မလေးတယောက်ရဲ့ဖုန်းကိုတွေ့လိုက်ရပါတယ်။မိချင်းဟာသမီးပြတ်သူအုံးကြီးကိုပြန်လာခဲ့မယ်လို့ပြောရင်ဖောက်တဲ့ကိုသူမဘဲပုံပဲနီးဝတ်ထားရလို့ဆက်သွယ်ဆောင်နေပါတယ်။ရုံးပြန်ရောက်လာတဲ့ကြောင်တယောက်ကားထဲကဖုန်းမှာ4885နဲ့သုံးတဲ့နံပါတ်ကိုကြားဘူးတလို့ပဲလို့စဉ်းစားရှာဖွေနေစဉ်ကတုံးကလည်းအဲ့နံပါတ်ပန်ရှစ်စီမိချင်းသွားနေတာဖြစ်ကြောင်းနဲ့သွားမဲ့လိပ်စာကမန်ဝမ်ရက်ကွက်ကိုဆိုလို့ရှင်းနှစ်ယောက်ပျောက်သွားတာလေဒီဖုန်းပန်ရှင်မို့သူ့ကောင်မလေးတွေကိုရောင်းစားတဲ့ကောင်မှန်ချိမိသွားပြီးမိချင်းကိုအဲ့ကောင်နဲ့မော်တယ်မာလာမီတော့သူမကားနဲ့ဖောက်တဲ့အိမ်ကိုသွားနေတာလို့ဖြေပါတယ်။ဒါကြောင့်သူ့အိမ်ရောက်ရင်လိပ်စာကိုမှတ်ပြီးအိမ်ထဲရောက်ရင်ရေချိုးဖို့အကြောင်းပြကသူ့စီဆက်သွယ်လိုက်ရုံပဲဖြစ်ပေမဲ့မရိပ်မိစေနဲ့လို့တတိပေးပါတယ်။ရဲတိုင်လည်းစီးပွားပြတ်မှာမို့ကိုယ်တိုင်လိုက်သွားတဲ့အချိန်တစ်ဖက်မှာဖောက်တဲ့ကဘသူနဲ့ဖုန်းပြောနေရလဲမင်းနေလို့တထေးနဲ့လို့ဖြေတော့အရင်ကားတွေရက်တဲ့နေရာမှာပဲပါကင်ထိုးလိုက်လို့ဆိုပါတယ်။စုံတော့ကီဝူတို့ဟာညဘက်ကြီးဈေးထဲဟန်ပြလာလုံးနေတဲ့မြို့တော်ဝင်အတွက်လုံခြုံရေးတာဝန်ယူပေးနေရချိန်ဂျောင်ထံကဖုန်းဝင်လာပြီးသူ့ကောင်မလေးတွေကိုရောင်းစားနေတဲ့ကောင်သိရပြီးမို့အကူကြီးတောင်းနေပေမဲ့ဒီဘက်မှာမြို့တော်ဝင်ကိုချီးတုံးနဲ့အပြစ်ခံနေရပြီးမို့ပြဿနာတွေတက်ကုန်ပါတယ်။ဖောက်တဲ့နဲ့လိုက်လာတဲ့မိချင်းလဲတထေးပြောတဲ့အတိုင်းအိမ်နံပါတ်ကိုမှတ်ကပတ်ဝန်းကျင်ကိုစစ်ဆေးနေစဉ်ကိုချန်တော့ကိုဖွင့်မရဖြစ်နေတဲ့ဖောက်တဲ့ကဘာလို့လဲလို့လှည့်မိကအထဲဝင်ဖို့ခေါ်ပါတယ်။ခြံတကားကိုအသာဟပြီးလိုက်တက်သွားတော့ခွေးကို6လက်နေတဲ့လူကအိမ်ထဲလာရန်တကားဖွင့်ခေါ်သွားပါတယ်။နောက်ကရောက်လာတဲ့ချောင်းကိုလည်းမိချင်းရဲ့ကားနောက်မှာရက်လိုက်ပြီးအိမ်ထဲလိုက်ဝင်သွားတဲ့မိချင်းကမှားထားတဲ့အတိုင်းသူမရေရင်ချိုးမယ်ဆိုလို့ရေချိုးခန်းရှိရာကိုညွှန်ပြပါတယ်။အခန်းတကားလော့ချကရေဖွင့်လိုက်ပြီးချောင်းစီ message ပို့နေချိန်မတတိစရာကောင်းတဲ့အခန်းကလိုင်းလဲမိမနေလို့အပေါက်ဝနာသွားကတကားဖွင့်လိုက်ပေမဲ့အသေးပိတ်ထားတာမြင်လိုက်ရပါတယ်။ထောင်ချောက်ထဲရောက်နေပြီမှတီးလိုက်တဲ့မိချင်းဟာရေချိုးခန်းထဲကအသားစားတွေကြောင့်ထိတ်လန့်သွားပြီမဲ့ဟန်မပြတ်အပြင်ထွက်ကကားထဲမှာအကာအကွယ်ကြံခဲ့လို့သွားယူမယ်ဆိုတော့လေဆိုဖာပေါ်မှာတယောက်ကအေးလို့ခွင့်ပြုပေးပါတယ်။သို့ပေမဲ့အိမ်ရှိတကားမကြီးကတော့အထက်ထက်ခတ်ထားတာမြင်လိုက်ရသလိုအပြင်မှာစောင့်နေတဲ့ချောင်းကလည်းမိချင်းရဲ့လိုင်းမမိတဲ့ဖုန်းကိုထက်ကခေါ်ကြည့်နေပေမဲ့မိချင်းကတော့အိမ်
အိမ်ရဲ့ရေချိုးခန်းထဲမှာလူသက်သမားရဲ့ဖမ်းဆီးခြင်းကိုခံရပြီဖြစ်ပါတယ်အိတ်တလုံးနဲ့ဝင်လာတဲ့ဂျေအောင်မင်းဆိုသူဟာတွန်ချလိုက်တဲ့အိတ်ထဲကတန်ချောင်းတစ်ချောင်းကိုဂျိမ်းမှချိတ်လိုက်ပြီးဂျီအောင်နဲ့မတွေ့တာကြပြီမဟုတ်လားလို့မေးပါတယ်အော်ဖို့စ조사နေသူမိချင်းကိုသူ့တုံးကလည်းအော်လုံးလို့ရှာကိုဖျက်လိုက်ကြောင်းချိန်ချောက်ခါပါဇက်ဖွင့်ပေးလိုက်ပြီးကြောက်လန့်နေတဲ့မိချင်းကိုအိမ်ပြန်ကျင်လာလို့မေးပါတယ်ပြီးတော့မင်းပါလို့အသက်ရှင်သင့်တာလဲဆိုတဲ့အကြောင်းပြချက်ပြောခိုင်းမိမယ်ကြောက်လန့်တကြားမတတ်ဖို့တောင်းပန်နေတဲ့မိချင်းကိုပါဇက်ပြန်ပိတ်နေပြီမို့သူမမှာ9နှစ်အရွယ်သမီးငယ်လေးရှိကြောင်းတောင်းပန်တဲ့အခါမင်းသိသွားရင်တော့ဘသူမှရှာမှာမဟုတ်ဘူးဆိုကခေါင်းကိုစောက်သွားနဲ့ရွယ်ပြီးတူနဲ့ထုလိုက်ပြီးမဲ့မိချင်းကရှောင်လိုက်ပါတယ်အပြင်မှာကြံရမရတဲ့ကြောင်ကိုလည်းလူသက်သမားရဲ့ဖုန်းကိုခေါ်ကြည့်နေပေမဲ့ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပြီးဂျေအောင်မင်းဟာထွက်ပြေးဖို့ကြိုးစားနေသူမိချင်းရဲ့ခေါင်းကိုစောက်သွားနဲ့တက်ရိုက်ချလိုက်ပါတယ်ကြောင်ကလည်းတိတ်ဆိတ်နေတဲ့ရက်ကွက်ထဲစန်းတဝါဝါရှာနေရပြီးရုံးကန်နေတဲ့မိချင်းကြောင့်လက်တံရရသွားတဲ့ရောင်မင်းဟာတူနဲ့ပဲခေါင်းပွင့်အောင်ရိုက်ချလိုက်ပါတော့တယ်ကြောင်တယောက်အိမ်ချံဝင်းရှိကဘဲကိုတီးလိုက်ချိန်ဘဲမိတန်ကြောင့်အပြင်ထွက်လာသူရောင်မင်းဟာဒီအိမ်ကမစ္စတာဘာဆိုသူကိုလာမေးနေတဲ့လင်မယားကြောင့်အဲ့လိုလူမရှိကြောင်းအတင်းမောင်းထုတ်ပြီးပြန်တက်လာချိန်အိမ်ရဲ့ခွေးလေးကိုမှတ်မိနေတဲ့လင်မယားကြောင့်ပြဿနာဖြစ်လာနိုင်တဲ့အရေးအတွက်ပြန်တော့မဲ့လင်မယားကိုမစ္စတာဘာအိမ်ထဲမှာအိတ်နေလို့အထဲဝင်ရန်လိုက်ခေါ်ပါတယ်ရက်ခွက်ထဲရောက်နေတဲ့ကြောင်တယောက်လမ်းသွားလမ်းလာတွေကိုလိုက်မေးနေပြီးအိမ်မရှင်ဖះเจ้าလဲမလာလို့တည်င်းလာမေးတဲ့လင်မယားကိုအိမ်ထဲခေါ်လာသူရောင်မင်းကတော့ဘာလို့သူ့ကိုလိုက်နောက်ရှက်နေရလဲဆိုကတူနဲ့ရိုက်တက်ခဲ့ပြီးထိုလင်မယားရဲ့ကားကိုအစားဖြောက်ရန်ထွက်လာပါတယ်ကားပခင်ထိုးမနေရကိုအခြားတစ်စီးဦးသွားလို့မောင်းထွက်လာရင်ရက်ခွက်ထဲရောက်နေတဲ့ဂျောင်ဝေရဲ့ကားကိုမှတိတိဆိုင်ဆိုင်ဝင်တိုက်မိသွားပါတယ်ဒေါသထွက်သွားတဲ့ဂျောင်ကိုလည်းကားပေါ်ကဆင်းကသူအခုအလုပ်များနေလို့အာမကန်ကုမ္ပဏီကတစ်ဆင့်အယော်ပေးရန်ဖုန်းနံပါတ်ပေးခိုင်းမိမယ်သူအဆင်ပြေလို့ဒီအတိုင်းပဲသွားလိုက်ပါဆိုတဲ့ရောင်မင်းရဲ့အိမ်ကသွေးစားတွေကြောင့်တန်တရားရှိသူဖြစ်နိုင်လို့သူ့အမားကိုသူတာဝန်ယူပြရစေလို့ချောမော့အချိန်ဆွဲလိုက်ပါတယ်ရော်ကြီးပေးဖို့မလိုဘူးဆိုတဲ့ရောင်မင်းကကားနဲ့ထွက်ပြေးဖို့ကြိုးစားနေပြီမို့မင်းခန္ဓာကိုယ်မှာသွေးတွေနဲ့ထိခိုက်ထားတာလားလို့မေးလိုက်ချိန်နောက်ကကားကိုဆုပ်ပေးဖို့ဆဲဆုံနေတဲ့ရောင်မင်းကို4885နံပါတ်ကမင်းမဟုတ်လားလို့မေးကဖုန်းခေါ်လိုက်ပြီးကင်လိုက်ဆန်ခွေးကောင်လို့ပြောရင်အနာကပ်သွားချိန်ကားပေါ်ကဆင်းပြေးသွားပါတယ်နောက်ကအော်ရစ်ပြေးလိုက်နေတဲ့ချောင်းဦးတယောက်သူ့ရှေ့တင်ဖုန်းကိုလွှင့်ပစ်သွားတဲ့ချောင်းမင်းဟာသူ့ကောင်မလေးတွေကိုရောင်းစားသူပဲအထင်နဲ့မိရင်တေးပြီလို့ဆက်လိုက်နေပါတယ်ရက်ခွက်ထဲပတ်ပြေးနေတဲ့ရောင်မင်းကိုလိုက်မိသွားတာကြောင့်မိမိရရဆုံးမပြီးသူ့ကောင်မလေးတွေကိုရောင်းစားလိုက်တဲ့မင်းကဘဲကားကောင်လဲပြီးတော့ပတ်စံအိတ်ထဲကမှတ်ပုံတင်မှာအန်ရမ်းမျိုးကဂျေအောင်မင်းလို့မြင်လိုက်ရတာကြောင့်လက်ရှိနေတဲ့အိမ်ကိုလိုက်ပြခိုင်းပါတယ်အဲ့ဒီနောက်လက်ထိတ်ကရိုက်နှက်ပြီးကားစီခေါ်လာတော့ကားကိုဒီတိုင်းရပ်ထားခဲ့လို့မရဘူးဆိုတဲ့ရဲကကားပေါ်မှာလက်ထိတ်တန်လန့်နဲ့ရောင်မင်းကိုမြင်တာနဲ့ရဲဆိုရင် ID ပြဖို့တောင်းရင်စခန်းမှာကြံခဲ့တယ်ဆိုတဲ့ကြောင်ကြောင့်အခုလွတ်ပြီးရန်ဆက်သွယ်နေပါတယ်ရဲဝန်ထမ်းလောက်ခဲ့ဘူးသူလို့ရှင်းပြလည်းမရတဲ့အတွက်စိတ်တဆကောင်တဲ့သူစခန်းမှာထိမ့်သိမ်းခံလိုက်ရပြီးကောင်မလေးတွေရောင်းစားခံရတယ်ဆိုတဲ့ကြောင်ကိုပြောသမျှကလည်းအတိတ်ပဲမရှိလို့ရောင်မင်းကိုထွက်ဆိုချက်ရေးခိုင်းထားတဲ့ရဲတွေကရဲရောင်ဆောင်ခဲ့တဲ့ကြောင်ကိုသာအပြစ်တင်နေကြပါတယ်သူတငယ်ချင်းကီယူကတော့မြို့တော်ဝင်ကိုမစင်တုံးနဲ့ပြစ်ခဲ့တဲ့လူကြောင့်ပြဿနာတက်အလုရှုံနေပါတယ်။ဂျေအောင်မင်းမောင်းလာတဲ့ကားကဘသူကားလဲမေးတော့အတိတယောက်လို့ဖြေပေမဲ့နာမည်လည်းမသိဖုန်းနံပါတ်တောင်မသိလို့ရဲတွေကထူးဆန်းတယ်လို့ထင်သွားပါတယ်။ရေးထားတဲ့ထွက်ဆိုချက်ကိုကြည့်ရင်ဖုန်းနံပါတ်ဘာနဲ့စတာလဲလို့အကြောင်းရိုက်လိုက်ချိန်မှာဖုန်းမရှိဘူးလိန်ထားတဲ့ကိစ္စပါပေါ်လာတဲ့အတွက်တကယ်ပဲကောင်မလေးတွေကိုရောင်းစားလိုက်တာလားစစ်မေးတဲ့အခါအဲ့လိုမဟုတ်ပဲတတ်လိုက်တာလို့တိုးတိုးလေးခိုးဖြေပါတယ်။အတင်းချက်ထပ်မိတော့မှဟုတ်တယ်သူတတ်လိုက်တာလို့သူအေးစွာဖြေလာတာကြောင့်ရဲတွေကြောင်အားကုန်ပါတယ်မြို့မှာရေတောင်မပေးနိုင်ပဲတရုတ်ဆောင်ပြနေတဲ့မြို့တော်ဝင်ကိုချီးတုံးနဲ့ပြစ်ခဲ့တာဆိုတဲ့တရားခံကြောင့်ယူကျင်လာတဲ့ဆိုတဲ့ခီဦးထံချောင်းဦးကလူ9ယောက်တတ်ထားတဲ့တရားခံမိထားပြီလို့ဆက်သွယ်လာပါတယ်သူကိုယ်တိုင်အယုံကြည်မရှိပေမဲ့ဘေးကဆုံတော့အုပ်ကိုမိမ3ယောက်အသက်ခံရတဲ့မာပိုအမှုကိုမှတ်မိလာမိတဲ့အခါမန်ဝန်ရက်ကွက်မှာဝီလီဝင်လင်းအသက်ခံရတဲ့အမှုလို့အတည်ပြုတဲ့အတွက်မယုံလို့မရတော့တဲ့အခြေအနေဖြစ်သွားပါတယ်စခန်းမှာတော့ဒီလောက်ဝင်ခံထားတာတော့ဘာလို့ရမှမသိဖြစ်နေတဲ့ရဲရီယာသူတို့ကိုငတုံးလို့တမုတ်တဲ့ချောင်းကိုဝိုင်းမဲနေကြပြီးမင်းကမှရဲဖြစ်ခဲ့တာကိုအတုံးချကဖာကောင်းလှုပ်ရှားနေတဲ့ကောင်လို့ဆွဆွဲရင်ကားပေါ်ဆွဲတင်ခိုင်းလိုက်ပါတယ်ဒီအချိန်စခန်းထဲဝင်လာတဲ့စိုးအထူးတပ်ဖွဲ့မှခီယူကအဲကောင်ကိစ္စကိုသူတာဝန်ယူလိုက်မယ်ဆိုလို့နှစ်ဖက်ပြဿနာတွေတက်ကုန်ပါတယ်ထိုနေရာကိုရောက်လာတဲ့ရဲမှုဟာဂွင်းဆက်လူတပ်သမားတွေရောမျိုးတော်ဝင်ကိုမစင်နဲ့ပြစ်ခဲ့တဲ့ကောင်တွေကြောင့်စိတ်ရှုပ်နေပေမဲ့ဂွင်းဆက်လူတပ်မှုကိုအရင်ဖြစ်ရှင်းရန်စခန်းထဲကိုအော်ဆဲပြီးဝင်သွားပါတယ်အဲဒီနောက်ဂျန်ယောင်မင်းဘသူလဲမီးကလက်ထောင်လာတဲ့ရောင်မင်းရဲ့မျက်နှာကဘာဖြစ်တာလဲဆိုပြီးစခန်းကကောင်တွေဝိုင်းကျွေးလိုက်တဲ့အထင်နဲ့ကျိမ်းမောင်းနေပြန်ပါတယ်
ရောင်မင်းကိုအပြင်ခေါ်ထုတ်ရင်ဘသူရိုက်ခဲ့တာလဲရှာပြီးမေးဖို့နဲ့ဒီအမှုမပေါ်ရင်အကုန်သေးပြီလို့လည်းတတိပေးထွက်သွားပါတယ်ဒါကြောင့်ဘသူရိုက်တာလဲမေးနေတော့စခန်းမှထွက်လာတဲ့ချောင်းဦးကပြဿနာရှာနေပြီမို့အသေးတန်ဝိုင်းထိန်ကစခန်းရောက်မှလှုပ်ချင်တဲ့လောက်လှုပ်လို့ချော့ခေါ်ကြပါတယ်သူတို့ဘာသာတိုင်ပင်ပြီးကားပေါ်တက်သွားတဲ့အချိန်ချောင်းဦးပြောက်သွားလို့စခန်းကိုလာမဖြစ်မဲ့အကြောင်းလိုက်တတိပေးခဲ့ပါတယ်ချောင်းဦးကတော့ရောင်မင်းရဲ့ကားထဲဝင်ရှာရင်တော့အတွဲလိုက်ကြီးကိုရှာတွေ့လာပါတယ်ကားပေါ်ဖမ်းခေါ်လာတဲ့ရောင်မင်းဟာကောင်မလေးတွေကိုဘာနဲ့တတ်ခဲ့တာလဲမိတော့ကြောက်သားထွင်းနဲ့စောက်သွားနဲ့လို့ဖြေတဲ့အတွက်သူတို့လိုက်နေတဲ့အမှုလို့လူတက်လက်နက်ကထိတ်ချုံပြီးတုံးတဲ့အရာမို့မိပြီလို့တွေးလိုက်ပါတယ်ဒါကိုရောင်မင်းကတော့ဟိုလူလိုက်ရှာနေတဲ့ဂင်မီချင်းကအသက်ရှင်လောက်သေးတဲ့ပြောနေရကြောင်းဘယ်နေရာမှာလဲမိတဲ့အခါအန်ရမ်းမျိုးဆိုလို့တားကောင်ကဒီမှာရောက်နေတဲ့အကြောင်းမရှိပဲအဲကောင်ကိုမန်ဝမ်ရက်ကွက်မှာမိတာလို့ပြောပေမဲ့ဖုန်းချသွားပါတယ်သူရှာတွေ့လာတဲ့ကားမပုံတင်ရဲ့တော့တွဲကြီးနဲ့အခြားချန်တကားတွေကိုလိုက်ဖွင့်ကြည့်နေပြီးအိမ်ပန်ရှင်ရှိရင်ဒီလူနဲ့တော့တွဲကိုတိလာမေးပေမဲ့အခုမှတွေ့တာဖြစ်ပြီးနောက်ကပြက်ကလေးပေါ်မှာဒီအိမ်ရဲ့မိသားစုသွားတဲ့ရမ်းဖြောင်းလို့ရေးထားတာကြောင့်လမ်းထိပ်မှစတိုးဆိုင်ကဖြတ်သွားမှာပဲလို့တွေးလိုက်ပါတယ်အဲ့ဒီနောက်သူ့တစ်ဖက်ကိုလမ်းခေါ်ကစတိုးဆိုင်ကနေမြင်နေရတဲ့လမ်းကြားတိုင်းဒီလိမ့်စာကိုတောနဲ့တူလိုက်စုံစမ်းမှုနဲ့ဖုန်းလိုင်းမမိတဲ့မြေအောက်ခန်းပါတဲ့အိမ်ကိုပါရောင်ဝါးဝါးနဲ့လိုက်ရှာခိုင်းပါတယ်စခန်းရောက်လာတော့ဝရမ်းမပါပဲတရားခံကိုဖမ်းဆီးမဲ့ဆိုရင်12နာရီအတွင်းအစိုးရရှေ့နေရဲ့ခွင့်ပြုချက်လိုမှာဖြစ်ပြီးခွင့်ပြုချက်မရရင်တော့ပြန်လွှတ်ပေးရမယ်လို့ဆိုပါတယ်စခန်းမှုဖုန်းပြောနေတော့စောင့်နဲ့အသက်ခံရတဲ့ဓာတ်ပုံတွေကိုတွေးလိုက်ရပြီးရောင်မဲစီမှစစ်ချက်ယူမဲ့ဂီယူကမင်းစောင့်နဲ့ထိုးတာလားတူနဲ့ထိုးတာလားမိတဲ့အခါသူကိုတုံးတာပေါ်လို့ဖြစ်ရင်လက်ပွေလာယူနေတဲ့စုံနောက်အိုကိုကြည်နေပါတယ်ပြီးတော့သူဓာတ်နဲ့ရောလေဘင်းညက်တက်တာမျိုးတွေလှုပ်ဖူးပေမဲ့ပိုနာကျင်မုံရတာကြောင့်ဝက်တွေကိုတတ်တာမြင်မှုတဲ့အတိုင်းစောင့်နဲ့ရိုက်တက်ပြီးအလောင်းတွေကိုတန်ချိတ်မှာချိတ်ဆွဲပါတယ်အဲ့ဒီနောက်အာခီလိစ်တန်နွန်လို့ခေါ်တဲ့ဖနှောက်ကြောတွေကိုဓာတ်နဲ့လိဖြတ်လိုက်ရင်သွေးတွေအကုန်ထွက်သွားတဲ့အလောင်းကပေါ့သွားတဲ့အခါမှာရွှေရပြည့်ရလွယ်မှာဖြစ်ပြီးနောက်တစ်ရက်လောက်သွေးနဲ့အညစ်ကြေးတွေကုန်လောက်တဲ့အချိန်ညမှာအလောင်းတွေကိုပစိန်နဲ့အပိုင်းပိုင်းပြီးမြုပ်နှံပါတယ်အလောင်းတွေဘယ်မှာမြုပ်လဲမီတော့ဟိုတီတီရှောက်ပြောနေလို့အလောင်းကိုလောင်းကိုအိမ်ထဲမှာတော့မြုပ်မရကြောင်းပြောတဲ့အခါတကယ်ကသူတတ်ခဲ့တာ9ယောက်မဟုတ်ပဲ12ယောက်ဆိုလို့ဂီယူကိုတိုင်းဒေါသထွက်လာတာကြောင့်စခန်းမှုကမှတ်မိတလောက်ကိုအေးစစ်စစ်ပြောရန်ချော်မော်နေပါတယ်ဂျောင်ဟိုကတော့သူကားမောင်းလာရင်တရားခံရဲ့ကားနဲ့ဝင်တိုက်ပြီးမှဖုန်းနံပါတ်488ကိုခေါ်လိုက်ကြောင်းအရှိကြီးရှင်းပြပေမဲ့မင်းသူ့ကိုရိုက်ခဲ့တာလားလို့သာဖြေခိုင်းနေပါတယ်အဲ့ဒီနောက်အရာရှိဂျောင်ဟိုကိုတွေးကျင်တယ်ဆိုလို့ထွက်ဆိုချက်လက်ပွေနှိပ်ပြီးထွက်လာချိန်အပူပင်မရှိချောကလက်စားနေတဲ့ရောင်မင်းကိုစိတ်ပြတ်စွာကြည့်နေတဲ့ဂျောင်ဟိုဟာမိချင်းရဲ့အိမ်ကိုသွားရမယ်လို့ဂီယူကမှာပါတယ်ဘာလို့လဲဆိုတော့ဒီကောင်အိမ်ကသွေးစားတွေနဲ့ဂင်မီချင်းရဲ့ DNA တိုက်စစ်ရမယ်ပြောနေလို့ဒီဦးကြောင်ကြားကလူတက်ခဲ့တာမို့ရက်ကွက်ထဲလိုက်ရှာရန်အကြံပေးပေမဲ့ခိုင်းတဲ့အတိုင်းသာလောက်ခိုင်းနေတဲ့ရဲတွေကြောင့်မုတ်စားနေတဲ့ရောင်မင်းကိုလိုက်ရိုက်ပါတော့တယ်စခန်းပြစ်မှာတော့မျိုးတော်ဝင်ကိုမစင်နဲ့ပြစ်ခဲ့တဲ့ကိစ္စကိုသတင်းယူဖို့စောင့်နေကြပြီးမိချင်းရဲ့အိမ်ကိုမေးမြန်းလိုက်သွားတဲ့ဂျောင်ဟိုကတော့သူသိသလောက်အိမ်ထဲမှာဘသူမှမရှိဘူးအထင်နဲ့တကားမှန်ကိုခွဲလိုက်ချိန်ကြမှာမိချင်းရဲ့သမီးလေးကရဲစခန်းကိုဖုန်းဆက်တိုင်နေတာမြင်လိုက်ရပါတယ်နင်ကဘသူလဲလို့မေးပြီးရေခဲတက်တာဘောကဓာတ်ပုံတွေကြောင့်မိချင်းသမီးမှသဘောပေါက်သွားပြီမို့ DNA ပါမဲ့ပစ္စည်းတွေယူနေတဲ့သူတို့ကိုခလေးမလေးကဘာလို့သူများစပင်တွေယူနေရတာလဲအမေတခုခုဖြစ်လို့လားလို့ထောက်လျှောက်မေးခွန်းထုတ်နေပါတယ်ဒါကြောင့်မအေတူသမီးပဲလို့ပြောပြီးပြန်တော့မဲ့အချိန်မှုခင်းဆရာဝန်ကခလေးကိုသူ့လိပ်စာကပ်ပြီးကအကူကြီးလုံးရင်ဆက်သွယ်ဖို့မှာသွားပါတယ်မဆိုင်တဲ့လူကတော့ဂီးဆိုင်နေတာမို့သူ့ဝန်ထမ်းရဲ့ခလေးကိုမထားခဲ့နိုင်တော့ပဲထမင်းဆိုင်ခေါ်လာပါတယ်သူ့အမေရောလို့မင်းနေတဲ့ခလေးကိုအလုံးလုံးနေရလို့ဖြေတော့စပင်တွေလာယူသွားတာ DNA စစ်ဖို့ဆိုရင်အမေတခုခုဖြစ်နေလို့လားမင်းနေရကြောင်းမင်းမသွားကြမရှိဘူးလားမေကအန်ရန်ဘက်ကိုခေါ်လာပါတယ်အိမ်ရှာနေတဲ့သူ့တပည့်ကိုမကြခင်ရောက်မှမို့ဆက်ချထားဖို့နဲ့ခလေးထိမ့်မိမဲ့တယောက်ကိုပါရှာခိုင်းလိုက်ပြီးသူလွန့်ပစ်လိုက်တဲ့ဆေးလေးကနောက်ခန်းထဲဝင်သွားတာကြောင့်သွားကောက်လွန့်ပစ်ခိုင်းရင်အစင်မပြေတဲ့နေ့ပဲလို့ညီးတွားနေတဲ့ကြောင်ဟိုဟာအမေကိုဖုန်းဆက်ပြီးအလုပ်သွားခိုင်းတာဦးလေးကြီးမဟုတ်လားမင်းနေရကြောင်းငါ့ကိုစကားများနေရင်အိမ်ပြန်ပို့မှာလို့ဟာစကမ်းမှာတော့တရားခံပြောသမျှလူတက်မှုတွေဟာမာပိုလူတက်မှုတုန်းကလိုလူတွေပါဝင်နေပြီးအသက်ရှင်နိုင်သေးတယ်ဆိုတဲ့မိန်းကလေးကိုလည်းတပ်ပြီးလောက်ပြီးလို့ယူဆနေကြပါတယ်အိမ်ထဲမှာတတ်ထားတဲ့ဆိုပေမဲ့အလောင်းတွေရှာမတွေ့သလိုအိမ်လိပ်စာလည်းမသိသေးတာကြောင့်အပြစ်တင်နေတဲ့ရဲမှုဟာတန်ကြားရှိသူကအိမ်ကိုမမတ်မိတာကြောင့်မနှက်ဖြန်ရှာတွေ့နိုင်ကြောင်းတင်ပြပါတယ်လူသက်ရခြင်းအကြောင်းရင်းမပါလို့မေးကြည့်တော့တောင်တောင်အီရှောက်ပြောနေလို့မထည့်ထားတဲ့စကန်မှုကိုတခုခုလှုပ်ဖို့ဖိအားပေးပါတယ်ပြီးတော့ဒီမှုတာမဖော်နိုင်ရင်တေးပြီးမို့အလုံးမပြုတ်ချင်ရင်အမြန်ဆုံးဖော်ပြီးမျိုးတော်ဝင်ကိစ္စလည်းဖုံးဖိရန်အမိတ်ပေးပါတယ်
အန်ယန်းကိုရောက်သွားတဲ့ကြောင်ကတော့ရှောင်းမင်းရဲ့ညီမကိုဘာကြောင့်အကိုဖြစ်သူရဲ့လိပ်စာတော်မသိရတယ်လဲမေးတော့မတွေ့တာ3နှစ်လောက်ကြာပြီဖြစ်ပြီးထောင်ထဲမှာလို့ပဲသိထားကြောင်းဖြေပါတယ်ပြဿနာတက်နေတဲ့မိသားစုကိုအခုငါးကောင်မလေး3ယောက်ကိုရောင်းစားသွားတဲ့ကိစ္စအတွက်ပေးထားတဲ့ဝန်2000ကိုပြန်ပေးရန်စာချုပ်ချုပ်ဖို့ပြင်နေစဉ်အပြင်ထွက်ကြည့်လာတဲ့ကလေးကသေးတွေထွက်ကြနေသလိုခေါင်းမှလည်းကြီးမားတဲ့ဒဏ်ရာကြီးရှိနေပါတယ်ဒါဟာရောင်မင်းရဲ့လက်ချက်ဖြစ်ပြီးအဲ့ကတည်းကမတွေ့ရတော့ကြောင်းသိလာရတဲ့နောက်သူ့အမေကိုရှာပေးမှလာမီးနေတဲ့အွန်ကြီးဟာသူစဉ်းစားပြရသေးအောင်လို့တားပါတယ်စကန်းကရောင်မင်းကတော့စုံနှောက်ဦးရဲ့မျက်လုံးတွေကဘလို့လှကြောင်းရဲ့စပင်ရှည်နဲ့ဆိုပိုလှမှလို့စိတ်ရှုပ်အောင်ပြောနေတဲ့အပြင်ရေမွေးမစွတ်ထားတဲ့မင်းစီကဓမ္မတာလာနေတဲ့အနှံ့ရတယ်လို့လိုက်ပြောနေပါတယ်။အွန်းကြောင်တယောက်အမျိုးသမီးအနှိတ်ခမ်းတစ်ခုကိုတည်င်းမင်းနေပြီးစေးရုံမှာကင်းကြနေတဲ့ရဲရီကအစိုးရရှိနေတဲ့စကားအရရောင်မင်းကအရင်ကလည်းဒီလိုလူတက်ဖို့ပေမဲ့ဘာတသိမှမရှိလို့လွတ်ပေးခဲ့ရတာဖြစ်ပြီးအခုလည်းလွတ်ပေးခိုင်းနေတဲ့အမေကြောင့်သူတို့တော့အထောင်းခံရတော့မယ်လို့ရှင်ဖွင့်နေကြပါတယ်။ဒါကြောင့်ရဲမှုကိုယ်တိုင်စစ်မေးချိန်မှာတခွန်းမှမဟတော့တဲ့ရောင်မင်းကြောင့်ကင်မရာတွေလက်ခိုင်းပြီးလူတက်ခဲ့လာမိတာကိုတောင်းပန်ပါတယ်လို့ပြည့်ရည်ပြုနေတဲ့အတွက်ရဲမှုဒေါသထွက်လာပါတယ်။အလောကြီးစွာရောက်လာတဲ့ဂီဝူကဝရမ်းပယ်ချခံရသလိုရဲစခန်းနှစ်ခုစလုံးမှာတပ်သိမလုံလောက်ကြောင်းသတင်းပြီးတော့အဲ့ဒါတွေဂီဝူမဆိုင်ပဲဒီကောင်လူမတက်ပဲနဲ့တော့ထွက်ဆိုချက်ပေးမှာမဟုတ်လို့ဒီတိုင်းလွတ်မပေးခြင်းရင်ရက်ကွက်ထဲမှာအထောက်ထားရအောင်ရှာရမယ်မဟုတ်လားလို့မိပါတယ်။သူ့အိမ်ထဲမှာအလောင်း12လောင်းလုံးမြုပ်ဖို့မဖြစ်နိုင်လို့အနီးနားမှာရှိတဲ့စမ်းမီတောင်ဘက်ကိုလည်းအလောင်းတွေ့အောင်ရှာဖို့အမိန့်ပေးလိုက်ပါတယ်။သူနဲ့အရိုက်ခံရတဲ့မိချင်းစီကအသက်ရှူတန်တက်တက်ထွက်လာနေပြီးအနှိတ်ခမ်းထန်သွားဆောင်စမ်းနေသူချောင်းကိုရဲအစ်စ်ဆိုတစိမ့်ပြဖို့နဲ့ကြောင်တောင်လာလုံးမနေပဲထွက်သွားရန်ဆိုင်ရှင်လောရှိကမောင်းထုတ်နေရကြောင်းခုံနဲ့တစ်ချက်ကြွေးလိုက်ပါတယ်ဒီတော့မှရောင်မင်းရဲ့ဖုန်းနံပါတ်နဲ့ဆက်သွယ်ဖူးသမျှရှာခိုင်းလိုက်ပြီးအုံးကြီးကိုတော့အပြင်မှာလူရိတ်ချီကြည့်ခိုင်းတာပါတယ်ဒီနှိတ်ခမ်းမှာလည်းရောင်မင်းဖုန်းဆက်ထားတဲ့နေ့ကလေးကပျောက်သွားတဲ့ဟွန်းကျူဆိုတဲ့ကောင်မလေးရှိမှန်းသိလိုက်ရပြီးလမ်းဘေးမှာညစာဝင်စားနေချိန်အုံးကြီးရဲ့အဖေရောလို့ပြီးတော့ဘရာဇီးမှာလို့ဖြေပါတယ်သူ့အဖေကိုမြင်လဲမမြင်ဘူးဖုန်းလည်းမပြောဘူးဆိုလို့ဒီမိန်းမနဲ့ sorry မာလို့ပြောရင်တော့ခလေးကယုံဦးမယ်လို့မိချင်းကိုအပြစ်တင်နေပါတယ်ရဲရီယာစမ်းမီတောင်ပေါ်မှာအလောင်းလိုက်ရှာနေကြသလိုဂျောင်အိုကလည်းရောင်မင်းဆက်သွယ်ခဲ့ပေမဲ့ပြောင်းမနေတဲ့မိန်းကလေးနဲ့တွားတွေ့တဲ့အခါသူမအိမ်ထိလိုက်သွားတာမဟုတ်ပဲဒီနားတင်တွေ့ခဲ့ကြတာဖြစ်ပြီးအဲကောင်ကဘန်းသိနေရလို့ဆိုပါတယ်ပတ်စံယူထားလို့ကောင်းကောင်းဆက်ဆံလိုက်ပေမဲ့အဲ့ဒီနောက်ပိုင်းဖုန်းခဏခဏဆက်လာတဲ့အပြင်တကူလုံးမှာသွေးတွေနဲ့နင်းကိုတတ်မဲ့ဆိုတဲ့ချင်းချောက်ပုံတွေပို့ထားတဲ့ဆိုတာကြောင့်ပုံတွေရှိသေးလားလို့တောင်းကြည့်ပေမဲ့ဖျက်လိုက်ပြီလို့ဆိုပါတယ်အခုအဲ့ကောင်လူတက်လိုက်ပြီမဟုတ်လားလိုက်မင်းနေတဲ့ဟီချောင်းရဲ့စကားကြောင့်ကားထဲမှာထိုင်နေတဲ့အွန်းကြီးလဲသူမအမေအသက်ခံရပြီအမှန်နဲ့တလန်းလုံးငိုယိုလိုက်လာပါတယ်အတန်းဝဲဝဲကြံသေးတဲ့မိချင်းကဘေးမှာတွေးလိုက်ရတဲ့အလောင်းတွေကြောင့်ထားအောင်မိလိုက်ပြီးတစ်ဖက်မှာတော့တွဲအများကြီးနဲ့အိမ်ပေါင်းစိတ်လိုက်ရှာနေတဲ့ကတုံးဟာတော့တစ်ချောင်းကိုလှဲပွင့်လို့ရသွားပြီမို့ချောင်းအုပ်ကိုလှမ်းခေါ်ပါတယ်သူတို့ရောက်လာတာမြေအောက်ခန်းချင်းတစ်ခုဖြစ်ပေမဲ့ဖုန်းလိုင်းမိနေတဲ့နေရာကြောင့်ဒီမှာမိချင်းမရှိလို့ဆက်ချခိုင်းနေတဲ့စကားကိုအွန်းကြီးကကြားသွားပါတယ်ခလေးခေါ်ပြီးထွက်လာချိန်တက်တက်တိုးတဲ့လူတယောက်ကကြောက်လန့်တကြားထွက်ပြေးသွားလို့နောက်ကနေပြေးလိုက်သွားကြပါတယ်လိုက်နေရင်မျက်ခြေပြတ်သွားလို့လူခွဲရှာကြတဲ့အခါကတုံးကိုဒုံးနဲ့ထွက်ရိုက်ပြီးအကျွေးပြတ်သားမဲ့ပြောထားတာကိုလို့ကန်ကြောက်ထိုးရိုက်တတ်တော့မဲ့အချိန်ဂျောင်ဟိုကဝင်ကန်လာပါတယ်အလောင်းရှာမတွေ့ပဲစခန်းပြန်ရောက်လာကြတဲ့ရဲတွေကိုရောင်မင်းကလှောင်နေရကြောင်းဂေဟူကခုံမော်ကကန်ချပြီးဧည့်သည်ရောက်နေရလို့အတိပေးပါတယ်အရိုက်ခံရတဲ့ကတုံးကခလေးနဲ့ကားပေါ်မှာစောင့်နေပြီးဂျောင်ဟိုကတော့သူဖမ်းလာတဲ့လူကိုဂင်မီချင်းဘက်မှာလဲလို့ရိုက်နှက်စစ်မေးနေပါတယ်အွန်းကြီးကတက်စီဘော်ကဆင်းသွားတဲ့မိန်းမတယောက်နောက်ကိုပြေးလိုက်သွားပြီးဂျောင်ဟိုဖမ်းထားတဲ့ဘဲကရောင်မင်းနဲ့ထောင်တူကြဘူးသူဖြစ်ကြောင်းနဲ့ဒီမှာနှစ်ပတ်လောက်လာခိုးဘူးတဲ့ရောင်မင်းနဲ့နောက်ပိုင်းမတွေ့ဖြစ်တော့ပဲသူအိတ်နေတဲ့တရက်မှာတူရီဆောက်တွေပါတဲ့အိတ်ကိုလာပြန်ယူပြီးဘဲကိုသွားမှမသိထွက်သွားပြီလို့ပြောနေချိန်အခန်းရဲ့နံရံဘော်ကအရာတွေကြောင့်ဘသူဆွဲခဲ့တာလဲမီတော့ရောင်မင်းလို့ဆိုပါတယ်စကမ်းမှုခေါ်လာတဲ့အမှုဆက်ဟာရောင်မင်းကိုရေးသားရှိလားအတူအိတ်ဘူးလားလို့ထူးဆန်းတဲ့မိကုန်းတွေမေးနေပါတယ်လုံးဝအဖြစ်မပေးတဲ့ရောင်မင်းကဘာလို့သိကျင်ရတာလဲအထက်ထက်ပြန်မေးနေလို့ပန်းသိနေတဲ့မင်းလိုကောင်မျိုးတွေကမိန်းမတယောက်ကိုမြင်ပေမဲ့အတူနေဖို့မစွဲဆောင်နိုင်တဲ့အခါစောက်သွားတွေကိုလေငါအဖြစ်သဘောထားပြီးတာယာမှုကြောင့်မိန်းမတွေခေါင်းကိုထိုးရိုက်တပ်ဖြတ်နေတာမဟုတ်လားမိတဲ့အခါသူတက်ခဲ့တာကိုသိကျင်ပြောပြမယ်ဆိုကအနာတိုးလာပါတယ်ပြန်ထိုင်နေသားဆိုတဲ့ရှင်းနေကသူပြောသလိုမှန်တယ်မဟုတ်လားလို့ထပ်မေးချိန်မှာခမ ကဘာသိလို့လဲလို့လေပင်ထားညစ်လာတဲ့အတွက်ရဲမှုကဘရာဗိုလို့လက်ခုပ်တီးချီကျူပါတယ်ဂျောင်ဟိုတယောက်နိုင်ရန်ဘော်ကစိတ်တစားဆန်ဆန်ချစ်ရတွေကိုတေချာလိုက်ကြည့်ပြီးအပြင်ထွက်လာချိန်အွန်းကြီးကိုမတွေ့ရတော့လို့အပြေးလွှားလိုက်ရှာကြပါတယ်လမ်းတက်နေရရောက်တော့တတိလစ်နေတဲ့အွန်းကြီးကိုမြင်တာနဲ့ခလေးကိုစေးရုံအမြန်လိုက်ပို့ပေးခဲ့ပါတယ်ဂင်မီချင်းနဲ့ဓာတ်ပုံတော့ချိတ်လေးကြည့်နေစဉ်ခလေးဖေဆိုရင်လက်မှတ်ထိုးပေးပါဆိုလို့ထိုးပေးခဲ့ပြီးကားကိုလီဘာတစုံမောင်းထွက်လာခဲ့ပါတယ်ထိုဝေလီဝင်လင်းအချိန်လောက်ဆိုမန်ဝန်ရက်ကွက်တွင်းကလူတွေနိုးနေလောက်ပြီမို့ဝရမ်းမရှိသေးတဲ့သူတို့ကရောင်မင်းကိုဖမ်းထားတာ12နာရီမပြည့်ခင်အထောက်ထားတစ်ခုခုကိုအတူ
ဖြစ်ဖြစ်ရှာခဲ့ရန်ရဲမှုကအမိတ်ပေးပါတယ်ဒီအချိန်အပေါ်တက်မှာရှောင်းမင်းကိုရိုင်းနှက်စစ်မင်းနေတဲ့ချောင်းဦးဟာဂီယူတို့ကဝင်မတာပဲသူတို့လုံးမဟုတ်သလိုစောင့်နေကြပြီအချိန်အနည်းငယ်ကြာတော့ချောင်းဦးကဘာမှမပြောဘဲထွက်သွားတဲ့နောက်မန်ဝမ်ရက်ကွက်ကလိမ့်စာတစ်ခုကိုတီးရပြီလို့ဆိုပါတယ်သွေးတန်တရရဲနဲ့မိချင်းကကြောက်ပြားတွေကိုခွာပြီးဂျိုးကိုဖျက်နေချိန်အင်အားလုံးရင်းနဲ့ရဲတွေကတော့နေရာတစ်ခုကိုအကုန်တူးဆွရှာဖွေနေကြပါတယ်တခုခုစဉ်းစားနေတဲ့ချောင်းဦးကအလုံးရှင်ကိုစစ်မင်းနေတဲ့ဂီယူတို့အခန်းထဲဝင်ကမြေပုံအရသူတို့ရောက်နေတဲ့နေရာနဲ့မိချင်းရဲ့ကားရက်ထားတဲ့နေရာကရုတ်တိရှိမနေပဲတကယ်တမ်းမိနစ်20လောက်အကွာဝေးမဖြစ်နိုင်ပဲ9မိနစ်ဝန်းကျင်သာဖြစ်နိုင်ပြီးအလောင်းတွေဒီမှာမြုပ်ထားတဲ့ဆိုတာရှောက်ပြောနေရလို့ယူဆပါတယ်ပတ်စံကြောင့်အသေးအံရှာနေရလားဆိုတဲ့ဂီယူကရှောင်းမင်းလာမှစကားပြောမယ်လို့တတိပေးကဂျေအောင်မင်းကိုခေါ်လာချိန်အလုရှုပ်နေရလားလို့စကမ်းမှုကိုလာမေးတဲ့လူတစ်ယောက်ကရှောင်းမင်းရဲ့မျက်နှာကဒဏ်ရာတွေကြောင့်ရဲမှုကိုအပြစ်တင်ပါတယ်အဒီနောက်မျိုးတော်ဝင်ကိစ္စဖုံးပြီးရန်အပြစ်မဲ့ပြည်သူတယောက်ကိုမတရားဖမ်းဆီးထားတဲ့ရဲတွေမဖြစ်ချင်ရင်ရှောင်းမင်းကိုလွတ်ပြီးရှာဖွေရေးအဖွဲ့ကိုရက်ဆိုင်မှုနဲ့ရှောင်းမင်းကိုဘသူရိုက်လဲဆိုတာသူ့ရှိအရောက်ခေါ်လာဖို့အမိန့်ပေးပါတယ်ဒါကြောင့်ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့တဲ့ချောင်းကိုမိချင်းကတေနေလောက်ပြီးမို့ရဲမှုအမိန့်တိုင်းဖမ်းခိုင်းနေတဲ့အတွက်ပေါက်ချုံကြီးတက်လက်နဲ့ချင်းချောက်ကထွက်ပြေးဖို့ကြိုးစားပြီးမဲ့ဖမ်းဆီးခံလိုက်ရပါတယ်လမ်းမှာသူ့ကိုဆေးလေးတလိပ်ပေးဖို့တောင်းနေတဲ့ချောင်းတယောက်အတူလမ်းကြီးတွေကောက်ခဲ့ပြီးမဲ့သူတယောက်တည်းအဖမ်းခံရတဲ့နောက်ကျောင်းတွေပြန်ပြောရင်ကားသမားကိုကန်လိုက်တာကြောင့်လမ်းဘေးထိုးကျသွားတဲ့ကားပေါ်ကနေရဲတွေကိုတိုက်ခိုက်ကသူ့နောက်လိုက်မဲ့လူသစ်တယောက်စီကလက်ထိတ်တော့တောင်းလိုက်ပြီးလှုပ်ပေးလိုက်တဲ့ရောင်မင်းနောက်ကိုလိုက်ဖို့ပြင်ပါတယ်စခန်းကထွက်လာတဲ့ရောင်မင်းနောက်ကိုစုံတော့အိုတို့ကနောက်ရောက်ခံလိုက်နေကြပြီးရထားတတန်ကားတတန်နဲ့ပြန်နေချိန်မှာမိချင်းကဂျိုးကိုဖျက်နိုင်လိုက်ပြီးမို့ပြတင်းပေါက်ကိုခွဲထွက်လာချိန်မှာအိမ်ရက်ခွေးကအလောင်းတစ်ခုကိုဖော်နေတာမြင်လိုက်ရပါတယ်ထိုအိမ်ထဲကအမြန်ပြေးထွက်လာပြီးလမ်းထိပ်ကစတိုးဆိုင်နဲ့ပြေးဝင်ကရဲခေါ်ပြီးဖို့အကူအညီတောင်းနေချိန်ရောင်မင်းကရက်ခွက်ထဲပြန်လာနေပြီဖြစ်ပါတယ်မိချင်းရေးပေါ်ခေါ်နေတဲ့ဖုန်းကိုတက်စီငားမရလို့ပြေးနေတဲ့ချောင်းဦးကမကန်ပစ်လိုက်တဲ့အတွက်ဒဏ်ရာရီနဲ့မိချင်းတယောက်တတိလက်သွားပါတယ်ရက်ခွက်ထဲပြန်ရောက်လာတဲ့ချောင်းမင်းဟာဆေးလေးကုံသွားလို့မိချင်းရောက်နေတဲ့စတိုးဆိုင်နဲ့ဝင်လာပါတယ်အထိတ်တလန့်ဖြစ်နေတဲ့ဆိုင်ရှင်ကမိကလေးတယောက်ကိုလိုက်တက်နေတဲ့အယူကြောင့်သူမကြောက်လွန်လို့အဖော်နေပေးရန်နဲ့အကောက်မလေးကဒီကိုရောက်နေတာမို့ရဲတွေရောက်လာတဲ့အထိစောင့်ပေးရန်အပြေးဝဖောက်တဲ့ချမိလိုက်ပါတယ်တိုင်နာတာကြာပြီဖြစ်တဲ့ကင်းလက်ရဲတွေကလမ်းမှာစိန်အပြည့်နဲ့အိတ်နေကြပြီးတူတော့မဟုတ်ဒုံမရှိဘူးလားဆိုတဲ့လူသက်သမားကိုဆိုင်ရှင်ဘွားတော်ကတူတလက်ထုတ်ပြီးကမင်းရှိနေတော့လုံခြုံသလိုခံစားရလို့အဲ့ဒီတကားကိုပိတ်ထားပြီးဟိုယူလာရင်မျက်နှာကိုသာထုလို့တိုက်တော်နေပါတယ်နောက်ရောက်ခံလိုက်လာတဲ့စုံတော့အိုတို့ဟာဆိုင်ထဲကပြန်ထွက်မလာသေးတဲ့ရောင်မင်းကိုစောင့်နေကြသေးဖြစ်ပြီးထိုရက်ကွက်ထဲမော်ကြီးပန်းကြီးရောက်လာတဲ့ချောင်းတယောက်ဘဲကားဆရှာရမှမသိချိန်ဆိုင်ရှင်ဘွားတော်ဟာအသက်ခံလိုက်ရပြီဖြစ်ပါတယ်ဒါအပြင်နှကန်းနဲ့လက်တွေတဆက်ဆက်တုံနေတဲ့မိချင်းကိုနင်းဘလို့ထွက်ပြေးလာတာလဲဆိုကတူနဲ့အဆက်မပြတ်ရိုက်ချလိုက်ပါတော့တယ်မိချင်းရဲ့နောက်ဆုံးအသိဉာဏ်ထဲမှာသူ့သမီးအွန်းကြီးရဲ့ပုံရိပ်တွေသာဖြစ်ပြီးဒီအချိန်ကျမှရက်ကွက်ထဲအော်ကြီးရဲ့ကျန်ရောက်လာတဲ့ရဲတွေကြောင့်အခြေအနေသွားကြည့်တဲ့ချောင်းတယောက်အဲ့ထဲမှာမိချင်းရှိနေလားလို့ဂီယူကိုမေးပေမဲ့ဆွဲထုတ်ခံလိုက်ရပါတယ်အဲ့ဒီနောက်ဆေးရုံမှာတတိမလဲသေးတဲ့အွန်းကြီးကိုခဏလာကြည့်ပြီးကလေးကိုသူ့တပည့်နဲ့အပ်ခဲ့လိုက်ပါတယ်မိချင်းရဲ့ခေါင်းနဲ့လက်တွေကိုငါးကန်နဲ့ထက်ကထိုင်ကြည့်နေတဲ့ရောင်မင်းရဲ့တဲ့တင်ကအခုမှအပြင်မှာဟိုးလေးတကြော်ဖြစ်လာပြီးဂီယူတို့လည်းရှာဖွေဝရမ်းမရမကတောင်းဖို့ပြန်ရခတ်နေကြပါတယ်မန်ဝုံရက်ကွက်ကိုပြန်ရောက်လာတဲ့ချောင်းဦးကတော့အခင်းဖြစ်နေရကိုကြည့်ရင်သူ့ဖုန်းထဲကမိချင်းရဲ့အတန်မက်ဆေ့ချ်ထဲမှာအကိုကဖုန်းမကင်လို့အခုစိတ်မဆိုးပဲသူမပြောတာနားထောင်မှုနဲ့ဒီအလုပ်ကိုဆက်လုပ်ရမှကြောက်နေပြီမို့အလုပ်ထွက်တော့မယ်လို့ငိုယုံနေတဲ့အတန်တွေနောက်မှာဆိုင်ရဲ့နောက်တကားကပွင့်နေတာမြင်လိုက်ရပါတယ်ထိုနေရာမှာတညလုံးထိုင်နေတဲ့ချောင်းဦးရဲ့မျက်လုံးထဲမှာရောင်မင်းရဲ့မျက်နှာကိုသာမြင်အောင်နေပြီးတသက်တယောက်ရဲ့အိမ်ကမန်ဝုံဖျားချောင်းပြက်ကတိန်ကိုတွေ့လိုက်ရပါတယ်ရောင်မင်းဟာသူတတ်ထားတဲ့အလောင်းတွေကိုမြုပ်ဖို့ကြိုးစားနေပြီးအိမ်ရဲ့ခွေးလေးကိုလည်းရိုက်တက်လိုက်ပါတယ်ဖျားချောင်းရှေ့ရောက်လာတဲ့ချောင်းဦးတယောက်သူမြင်ခဲ့ရတဲ့နေရန်ပကြီးရီယာလက်ဝါးကတိုင်တော့ရုတ်တုကမှန်တီးလိုက်ရတာကြောင့်တင်းအုပ်ဆရာထံဝင်ကရောင်မင်းရဲ့ ID ကတ်ကိုပြပြီးတီးလာလို့မိလိုက်ပါတယ်ရောင်မင်းကတော့အပြင်ထွက်ရန်တသားနာနာဖြစ်အောင်ပြင်ဆင်နေပြီးကင်းလဲရဲရီစီကချောင်းဦးတီးလိုက်တာဟာမစ္စတာဘတ်ဆိုသူကဆောက်လုပ်ရေးအင်ဂျင်နီယာတယောက်ဆိုတာနဲ့လက်ဝါးကတိုင်တော့ကိုလက်ရမြောက်ဖန်တီးပေးခဲ့သူအဖြစ်တီးလာတာကြောင့်ထိုအိမ်လိပ်စာအတိုင်းရောက်လာပါတယ်ခြံတကားဘဲကိုမတီးတော့ပဲအိမ်ပတ်ဝန်းကျင်ကိုစစ်ဆေးကသူ့အိတ်ထဲကတော့တွဲနဲ့ခြံတကားကိုတချောင်းချင်းစမ်းသပ်ဖွင့်ဝင်သွားလိုက်ပါတယ်အပြင်သွားဖို့ထွက်လာတဲ့ဂျေအောင်မင်းနဲ့တက်တိုးတာမို့အထဲဝင်ရအောင်လို့ပြောတဲ့အခါအိမ်ထဲလက်ပြေးဖို့ပြင်နေပြီမို့စပင်ကဆွဲခေါ်လာချိန်မှာသူ့ပေါင်ကိုဓာတ်နဲ့ထိုးနေတဲ့အတွက်ဒေါသကြီးကန်ကြောက်ရိုက်နှက်လိုက်ပြီးလေပင်ကိုညှစ်နေပါတယ်ဒီအချိန်ရေချိုးကန်းတွေကသွေးတွေနဲ့ငါးကန်တွေကမိချင်းရဲ့ခေါင်းပြကြောင့်အသေးစိတ်လွတ်သွားတဲ့ချောင်းကိုရောင်မင်းကခေါက်တန်နဲ့လှိပ်ရိုက်ပါတော့တယ်ဓာတ်တန်ရကြောင့်ရောခေါက်တန်အစွမ်းနဲ့ပါမလုံ
လုံးနိုင်တော့တဲ့ချောင်းကိုလိုက်လံရိုင်းနှက်နေသူရောင်မင်းကရုပ်တုတစ်ခုနဲ့အထက်ထက်ရိုက်ခွဲနေချိန်လက်လန်းမိတဲ့တူနဲ့ပြန်ရိုက်လိုက်တာကြောင့်နောက်လန်သွားပါတယ်။အဲ့ဒီနောက်မျက်နှာကိုတူနဲ့ချိန်ရွက်ကရိုက်တက်ဖို့ပြင်နေချိန်ရဲတွေရောက်လာပြီးတော်တော်လို့ဖြောင်းပြပေမဲ့မိချင်းတို့သားမိပုံရိပ်တွေကြောင့်ရိုက်တော်မဲ့အချိန်မှာဖမ်းဆီးခံလိုက်ရပါတယ်။အတံမထွက်နိုင်တဲ့ဂျောင်ဦးရဲ့မြင်ကွင်းထဲမှာရောင်မင်းကိုတဲထုတ်သွားတာတွေနဲ့မိချင်းရဲ့ခေါင်းပြက်ကိုမြင်လိုက်ရပြီးသူ့ကိုမျက်ရည်တွေနဲ့ကြည့်နေတဲ့အလားနာကျင်ခံစားနေရတဲ့မိချင်းကိုတခုခုပြောဖို့ကြိုးစားလိုက်ပါတယ်။ဒီလိုနဲ့မန်ပိုလူတက်မှုမှာသူတို့ရှာမတွေ့တဲ့အလောင်းတွေနဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအကုန်ဖော်ထုတ်နိုင်ခဲ့ကြပြီးဆေးရုံကပြန်ထွက်လာတဲ့မြို့တော်ဝင်မင်းသားဟာမီဒီယာတွေဘယ်ရောက်ကုန်လဲမင်းနေစဉ်သွေးလိမ့်လိမ့်နဲ့ရောက်လာတဲ့ဂျောင်ဦးကိုမြင်လို့ထွက်ပြေးသွားပါတယ်။ဒဏ်ရာများစွာနဲ့ဂျောင်ဦးကတော့အွန်းကြီးရဲ့ကတင်ဘေးမှာဝင်ထိုင်ကသူ့ကြောင့်ဘွားပြက်ခဲ့ရတဲ့အမိမက်ကလေးကိုကာကွယ်ဆောက်ရှောက်သွားဖို့လဲဆုံးဖြတ်လိုက်ပါတယ်။